နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်ရော့တွဲလက်ခဆိုတာကဘာလဲပေါ့နော်ဘလို့ယူလဲအဲ့ဒါတွေကစပေါ့နော်မေးတယ်လို့ရှိလို့ပေါ့နော်ရော့တွဲလက်ခအကြောင်းကတော့လူတွေတော်တော်များများတော့တိပီကြလောက်ပြီးလို့ထင်တယ်ပေါ့နော်ဒါပေမဲ့မသိတဲ့လူလည်းရှိတယ်သိတယ်ဒါပေမဲ့နားမလည်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့ကျွန်မကနည်းနည်းလေးလာပြီးတော့ပြပြပေးမှာပေါ့နော်အဲ့ဒါရော့တွဲလက်ကဘာလို့ယူတာလဲဆိုတော့ဥပမာကျမတို့ကပြောရမယ်ဆိုလို့ရှိရင်ဘလို့ဘာနဲ့နှိုင်းရမလဲဆိုတော့အထည်ချုပ်သမားနေပေါ့နော်ကိုကပိတ်ဆောက်ဝယ်ရတယ်ပြီးရင်အထည်ချုပ်တဲ့လူကတော့အမေကိုကြိုက်တဲ့ပုံစံစမ်းတယ်လို့ချုပ်ခပ်ပို့ပေးရမယ်အဲ့လိုမျိုးလေးပေါ့နော်ပုံစံစမ်းတယ်လို့ချုပ်ခပ်ပို့ပေးရမယ်ရွှေထည်တွေလည်းအဲ့လိုပဲရော့တွဲလက်ခဆိုတာရှိတာပေါ့နော်ဟိုပိတ်စတွေကြတော့သူကရော့အတွက်ကပါလဲဆိုမှပိတ်ကပိုပိုတလေးဝယ်ပေးရတယ်ပေါ့နော်အဲ့ဒါမှသူကတီးစရာတွေချုပ်စရာတွေနဲ့သူကအဆင်ပြေပါလေနော်ဒီရွှေထဲတွေကြတော့လေအဲ့လိုပဲရော့အတွက်ကသူကရွှေကြတော့ကိုကပတ်စံပေးရမယ်ကိုမှရွှေရှိတော့တမျိုးပါနော်ကိုမှရွှေမရှိဘူးဆိုလို့ရှိရင်ကိုအဲ့တဲ့ခါကျရင်အခုမှငါမူသားဆွေကြိုတကုတ်ဆိုလို့ရှိရင်ငါးမူသားဆိုရင်ရော့တွေကဘလောက်နော်လက်ခကဘလောက်ဆိုတာကသူတို့ယူတာဖြစ်တယ်ပေါ့နော်ရော့တွေအတွက်ကတော့သူတို့ကပုတ်ဖော်တဲ့ခါကျရင်အလီအလွတ်အတွက်ပေါ့နော်ရော့သွားတဲ့ရွှေတွေသူတို့ကပြည့်ဖြည့်ရတယ်အဲ့ဒါကြောင့်မို့သူတို့ကရော့တွေယူတာဖြစ်တယ်ပြီးလက်ခပေါ့နော်လက်ခကြတော့ဒီပုံစံပေါ်မှာမူတည်ပြီးတော့လေလက်ခကဈေးအနေအများရှိတယ်နော်အဲ့ဒါကဒီရော့ထွဲလက်ခနဲ့ပတ်သက်တာပေါ့နော်အဲ့ဒါကြောင့်မို့ကိုကရွှေထည်တစ်ခုကိုလောက်တော့မယ်ဆိုလို့ရှိရင်ကိုကဥပမာပြန်ရောင်းတဲ့အခါအရှုံးရှိအောင်ရော့တွဲလက်ခလည်းနင်းအောင်ဆိုလို့ရှိကိုကပုံကိုအဆန်းနေမိနဲ့ရိုးစတီလက်ကောက်လို့စတီလက်စတော့အဲ့လိုမျိုးလေးတွေပေါ့နော်ဒါကြီးပုံဆိုင်မဟုတ်ပဲနဲ့ရော့တွဲလက်ခအများကြီးပေးစရာမလိုတဲ့ဟာဆိုလို့ရှိရင်ကိုပြန်ရောင်းတဲ့အခါကျရင်ကိုကမရှုံးဘူးနော်အမြတ်မရှိပေမဲ့မရှုံးဘူးအမြတ်ရှိအောင်ဆိုလို့ရှိရင်တော့ကိုကဘယ်လိုချင်းနေမျိုးမှလဲဆိုတော့ဥပမာတစ်နှစ်နဲ့နှစ်ကြာတော့ကိုကခွာပြီးတော့ထားတာမဖြစ်ဆိုရွှေဈေးကအကြမရှိအတက်ကြီးပဲရှိတယ်နော်အဲ့ဒါကြောင့်မို့ကိုကအဲ့လိုမျိုးဆိုလို့ရှိရင်တော့ကိုကရမှာဖြစ်တယ်ပေါ့နော်ကိုကလုံးဝရော့တွဲရောလက်ခရောမရှုံးချင်ဘူးဆိုလို့ရှိရင်တော့ဒီအတုံးရှိအတုံးပဲစုရမှာဖြစ်တယ်ပေါ့နော်တကယ်လို့ကိုကအထည်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ရော့တွဲလက်ခကတော့ရှိနေတာပဲနော်တကယ်လို့ကိုကအရှုံးခံနိုင်တဲ့ပုံစံလေးလိုချင်တယ်ဝတ်ချင်တယ်ပဲချင်းနေမှာပဲဖြစ်ဖြစ်ကိုပြန်ရောင်းရင်လည်းကိုစိတ်ထဲမှာရှုံးတယ်လို့သဘောမထားဘူးကိုကဝတ်လို့လည်းရတယ်ပွဲတက်သွားလို့လည်းရတယ်အဲ့လိုမျိုးဆိုလို့ရှိတော့ရတယ်ပုံစံလေးဝတ်ပါနော်လုပ်လို့ရတယ်နော်အဲ့ဒါလေးကိုကျွန်မကရှင်းပြပေးတယ်ဘာဖြစ်လို့ရော့တွဲလက်ခယူလဲဆိုတော့အဲ့လိုမျိုးလေးပေါ့နော်ပဒေကလုပ်ပေးတဲ့ဟာကိုကငါးမူသားလို့ရှင်းနေဆိုလို့ရှိရင်ငါးမူသားတိုင်းလုပ်ပေးရတယ်ဒါပေမဲ့သူတို့လုပ်နေတဲ့အချိန်မှာပုတ်ခေါ်တာတို့ဘာတို့မှာအလီလွတ်ရှိတယ်ပေါ့နော်အဲကြောင့်မို့အဲ့ဒီအလီလွတ်တွေအတွက်သူတို့ကပြန်ပြီးတော့ဖြည့်ပေးရတယ်အဲဒါကြောင့်ကိုကသူတို့ပြန်စိုက်ပေးရတဲ့ဟိုကပတ်စံပြန်ပေးရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်လက်ခဆိုလို့ရှိရင်ဘယ်လောက်အဲ့လိုဘာဖြစ်ဆိုကိုဝယ်တဲ့ခါကရွှေကအပြည့်ရတယ်လေနော်အဲကြောင့်မို့သူတို့ကရော့တွဲလက်ခယူတာဖြစ်တယ်ပြီးရော့တွဲလက်ခကဘယ်လိုယူကြလဲဆိုတော့ပုံအများဆုံးတစ်ကြက်သားဆိုလို့ရှိရင်တပဲ2ရွေတပဲနဲ့4ရွေ6အဲ့လိုမျိုးအထိတော့ယူကြတယ်ပေါ့နော်ပုံစံပေါ်မှာမူတည်ပြီးတော့ယူတယ်ပေါ့နော်အဲ့ဒါကြီးကဆိုင်ဒီမှာဝယ်တဲ့အခါကျရင်ကိုကသိရမယ်ပစ္စည်းတစ်ခုမှာဒီပစ္စည်းကရော့တွဲဘလောက်လက်ခဘလောက်ကြောက်တယ်ဆိုလို့ရှိရင်လည်းကြောက်ကိုကဘလောက်ကိုကသိထားရမယ်နော်ပြီးဘောင်ချထဲမှာလည်းသူတို့ရေးထားတာကိုကြည့်ရမယ်ကိုသိရတယ်ပေါ့နော်အမှကြည့်ရင်ဒီပစ္စည်းရဲ့ငွေရွှေကြိမ်ဘလောက်လဲရွှေမျိုးစားဘလောက်လဲရွှေပေါက်စိမ်ဘလောက်လဲအဲ့ဒါတွေလည်း sorry brother wait ဘလောက်လဲဆိုတော့ sorry brother sorry mami အဲ့ဒါတွေကအစာကိုကတိထားရမှာပေါ့နော်အဲ့ဒါရော့တွဲလက်ခအမှသူတို့ရေးထားတယ်ကြောက်ချိန်ကြောက်ရဲ့တန်ဖိုးဘလောက်လဲဆိုတာလည်းသူတို့ရေးထားတယ်ပေါ့နော်ရော့တွဲလက်ကဘလောက်အဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးတွေအစာကိုကတိထားရမယ်ပေါက်ချလိုက်မှာပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့ကတော့ဒီရော့တွဲလက်ကကြောက်ကိုကျွန်မကပြောပြပေးတာပေါ့နော်
သိချင်တဲ့လူတွေလည်းအဆင်ပြေမသိသေးတဲ့လူတွေလည်းဒီဗီဒီယိုကြည့်ပြီးတော့နားလည်သွားအောင်ပေါ့နော်တကယ်လို့နောက်ထပ်သိချင်တာရှိလို့ရှိရင်လည်း comment မှာရေးပေးလို့ရတယ်ပြီးရင်ကျွန်မရဲ့ page မှာလည်းလာပြီးတော့ဆက်သွယ်လို့ရပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်